ခုနှစ်တာတမီမိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဆရာဒီကနေ့အထူးပြောပြပေးချင်တာကတော့တရက်2လ2026တဘိုရဲလာပြည့်နေ့ပါပေါ့နော်ရုပ်ဖတ်ပူဇော်ရမယ့်ဂါရာတော်လေးတစ်ပုဒ်အကြောင်းကိုဆရာပြောပြပေးမှာဖြစ်ပါတယ်ဒီဂါရာတော်ကတော့တပ်ပါဇေယမင်္ဂလာအောင်ဂါရာခေါ်ဒီဝတပတိဂါရာတော်ဖြစ်ပါတယ်ဒီဂါရာတော်ကိုရုပ်ဖတ်ပူဇော်ရမှာတော့မနက်ကို6ချိန်နေ့လယ်6ချိန်ညနေပိုင်းကို6ချိန်ပေါ့နော်အလုံးပေါင်း28ချိန်ဖြစ်ရပါမယ်တကယ်လို့မနက်နေ့လယ်ညအချိန်မပေးနိုင်တဲ့လူတွေတစ်ချိန်တစ်ခါတည်းပေါ့နော်ဒီတရက်နေ့မှာပေါ့နော်ဒီလာပြည့်နေ့မှာတစ်ခါတည်းပေါ့နော်28ခေါက်ပြည့်အောင်ရုပ်ဖတ်ပူဇော်ပေးပါလို့ဆရာပြောချင်ပါတယ်ဒီဂါရာတော်ကိုပူဇော်ခြင်းအဖြစ်2လပိုင်း1လလုံးအတွက်စီးပွားရေးတွေအတိုက်ခိုက်တွေအောင်မြင်လာလိမ့်မယ်ကိုယ့်ရဲ့မျှော်မှန်းထားတဲ့လုပ်ငန်းတွေလင်းလင်းမြန်မြန်နဲ့ပေါ့နော်အဆင်ပြေလာလိမ့်တာကိုကြုံရလိမ့်မယ်ပေါ့နော်ပိတ်နေတဲ့လက်တွေပွင့်လာလိမ့်မယ်ညောင်မှန်းထားတဲ့အလုပ်တွေနင်းလင်းမြင်မြန်အောင်မြင်ဖြစ်လိမ့်မယ်စီးပွားကန်ဆာတာတွေတိုးတက်ပြီးတော့မှလက်တွေရှင်လိမ့်မယ်လို့ဆရာပြောချင်ပါတယ်အဲ့တော့ရုံရုံကြည်ကြည်လေးရုပ်ဖတ်ပူဇော်ပေးဖို့ဆရာရဲ့ခုနှစ်တာသမီမိတ်ဆွေများအားလုံးကိုဆရာဒီကနေပြောပြပေးခြင်းဖြစ်ပါတယ်ဂါရာတော်လေးကိုဆရာ comment မှာအစားဆုံးဆရာရေးပြီးတင်ဆက်ပေးထားပါမယ်ခင်ဗျာဆရာရဲ့အကောင့်လေးကိုလည်း like and follow လေးပြုလုပ်ထားပေးပါခုနှစ်တာသမီများအားလုံးကျမ်းမာချမ်းသာကြပါစေ